မင်္ဂလာပါရှင်နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံနဲ့နေနမိတ်မြင့်ပိတ်ထားတာကို၄ဘက်ကြာတက်တန်းတိုးမယ်လို့ဖင်လန်ပြည်ထောင်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်နိုင်ငံပိုင်တက္ကသိုလ်တွေမှာအစစ်မြင့်ပညာရေးကိုအခမဲ့သင်ကြားခွင့်ရှိတဲ့ဂရိနိုင်ငံမှာပုဂ္ဂလိကတက္ကသိုလ်တွေကိုခွင့်ပြုမယ့်အစီအစဉ်ကိုကန့်ကွက်နေကြပါတယ်ဒီသတင်းတွေအပါအဝင်စိတ်ဝင်စားစရာနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဖင်လန်နိုင်ငံဟာရုရှားနိုင်ငံနဲ့နေနမိတ်မြင့်ပိတ်ထားတာကိုဖေဖော်ဝါရီလ17ရက်ထိ၄ဘက်ကြာတက်တန်းတိုးမယ်လို့ပြည်ထောင်ဝန်ကြီးဌာနကဇန်နဝါရီလ17ရက်မှာထုတ်ပြန်ပါတယ်။ဇန်နဝါရီလ15ရက်မှာပြန်လည်ဖွင့်လှစ်ဖို့သတ်မှတ်ထားတဲ့နယ်စပ်ဂိတ်ကိုဆက်လက်ပိတ်ထားမှာဖြစ်တယ်လို့ပြည်ထောင်ဝန်ကြီးကသတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။မော်စကိုရဲ့နောက်ွယ်ကအကျိုးကိုင်မှုနဲ့ဖင်လန်စီခိုလုံခွင့်တောင်းခံသူတွေတိုးပွားလာတယ်လို့ပြောဆိုခဲ့ပြီးရုရှားနဲ့နယ်စပ်ကိုပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာဖင်လန်ကပိတ်ခဲ့တာပါ။အဲ့ဒီဆွဆွဲချက်ကိုဂရမ်လင်ကညှင်းဆိုထားပါတယ်။နိုဝင်ဘာလမှာကင်ညာ၊မော်ရိုကို၊ပါကစ္စတန်၊ဆိုမာလီယာ၊ဆီးရီးယားနဲ့ယီမင်စတဲ့နိုင်ငံတွေကခိုလုံခွင့်တောင်းသူ900နီးပါးရုရှားကနေဖင်လန်ကိုဝင်ရောက်ခဲ့ပြီးအရင်ကတရက်ကိုတယောက်နှုံးတောင်မရှိခဲ့ဘူးလို့ဖင်လန်နယ်ခြားစောင့်တပ်ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလမှာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း2ခုကိုခေတ္တပြန်ဖွင့်ချိန်မှာ2ရက်အတွင်းရုရှားဘက်ကနေခိုလုံခွင့်တောင်းခံသူ300ကျော်ဝင်ရောက်လာတဲ့နောက်နယ်စပ်တစ်ခုလုံးကိုနောက်ထပ်1လပိတ်လိုက်တာဖြစ်ပါတယ်ရှင်။ Niin, että hallitus päätti tänään, että Suomi jatkaa itärajan sulkua 11. helmikuuta. နိုင်ငံပိုင်တက္ကသိုလ်တွေမှာအစစ်မြင့်ပညာရေးကိုအခမဲ့သင်ကြားခွင့်ရှိတဲ့ဂရိနိုင်ငံမှာပုဂ္ဂလိကတက္ကသိုလ်တွေဖွင့်လှစ်ခွင့်ပြုမဲ့အစိုးရရဲ့အစီအစဉ်ကိုဂရိကျောင်းသားတွေကဇန်နဝါရီလ17ရက်မှာကန့်ကွက်ကြပါတယ်။ Conservative အစိုးရဟာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်16ပါတားမြစ်ချက်ကိုရုပ်သိမ်းဖို့လိုအပ်မဲ့သမိုင်းဝင်အရွေးတစ်ခုအနေနဲ့ဥပဒေကြမ်းတစ်ခုကိုလွှတ်တော်မှဒီလထဲတင်သွင်းဖို့ညွှန်လျာပါတယ်။အဲ့ဒီဥပဒေချမ်းအရနိုင်ငံတွင်းမှာနိုင်ငံခြားတက္ကသိုလ်တွေရဲ့ဌာနခွဲတွေကိုဖွင့်လှစ်ခွင့်ပြုမှာဖြစ်ပါတယ်။ကန့်ကွက်သူတွေဟာလွှတ်တော်ကိုချီတက်ခဲ့ပြီးပညာရေးဟာကုန်စည်မဟုတ်ဘူးလို့ကြွေးကြော်ခဲ့ကြပါတယ်။အဆောက်အုံရှိမှအကာရန်ကိုကြော်လွှားဖို့ကြိုးပမ်းရမှာလူအုပ်အတွင်းကိုရဲတပ်ဖွဲ့ကမျက်ရည်ယိုဘုံတွေပစ်ခတ်ခဲ့ပါတယ်။ပြုပြင်ပြောင်းလဲမှုဟာနိုင်ငံတော်ရဲ့ပညာရေးအပေါ်လက်ဝါးကြီးအုပ်မှုကိုအဆုံးသတ်နိုင်ပြီးနိုင်ငံခြားကကျောင်းသားတွေကိုဆွဲဆောင်မှုကစီးပွားရေးအားကောင်းစေကဂရိကျောင်းသားတွေလည်းပြည်တွင်းမှာလေ့လာနိုင်မယ်လို့အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။လက်ရှိမှာဂရိကျောင်းသားအနည်းဆုံး4000လောက်ဟာပြည်ပမှာပညာသင်ကြားနေပါတယ်။ကျောင်းသားတွေအပါအဝင်ဥပဒေမူကြမ်းကိုဝေဖန်သူတွေကဖွဲ့စည်းပုံအခြေခံဥပဒေပါလွတ်လပ်စွာပညာသင်ကြားခွင့်ကိုဖီဆန်ပြီးပြည်သူပညာရေးကိုအမျက်ထုတ်တဲ့အပြင်အလုပ်ရှာနေတဲ့ဘွဲရတွေအတွက်ပြိုင်ဆိုင်မှုတွေဖန်တီးနေတယ်လို့ဆိုပါတယ်။ပြုပြင်ပြောင်းလဲမှုမှာအစိုးရတက္ကသိုလ်တွေအတွက်ရန်ပုံငွေတိုးမြင့်ပေးမယ်လို့လည်းအစိုးရကပြောထားပါတယ်ရှင်။ဘိုလီဗီးယားသမ္မတဆာဆေကနှစ်စဉ်ပြုလုပ်တဲ့ကိုကာရွက်ဝါးစားတဲ့ပွဲတော်နေ့မှာကိုကာရွက်ရောင်းဝယ်တာကိုနိုင်ငံတကာကရာဇဝတ်မှုအဖြစ်မသတ်မှတ်ဖို့တောင်းဆိုခဲ့ပါတယ်။အကူလီကူပွဲတော်နေ့ဖြစ်တဲ့ဇန်နဝါရီလ17ရက်မှာဘိုလီဗီးယားရိုးရာအစဉ်လာရကိုကာရွက်တွေဝါးစားကြပြီးနိုင်ငံကကိုကာရွက်တွေကိုစီးပွားဖြစ်တင်ပို့ရောင်းချလိုကြပါတယ်။ကိုကာရွက်ဝါးတဲ့အဲ့ဒီပွဲတော်နေ့ကို2016ခုနှစ်နိုင်ငံတော်အမိန့်ဒီဂရီနဲ့သတ်မှတ်ထားပြီးအမြင့်ပေကြောင့်ဖျားနာမှုတက်တာစေဖို့အတွက်ဆေးဝါးဒါမှမဟုတ်အပျော်စားစိတ်ကြွစေးတစ်မျိုးအထိအသုံးပြုဖို့အတွက်ကိုကာရွက်ဝါးတဲ့ရာစုနှစ်ပေါင်းများစွာကရိုးရာဓလေ့ကိုဂုဏ်ပြုကြပါတယ်။ကိုကင်းမှာအဓိကပါဝင်ပစ္စည်းဖြစ်တဲ့ကိုကာရွက်ကိုကိုကင်းဘိန်းဖြူဘိန်းမော်ဖီနဲ့ဓာတုဆေးဝါးများစွာတို့နဲ့အတူ1962ခုနှစ်ကုလသမဂ္ဂမွေးရဆေးဝါးဆိုင်ရာတခုတည်းသော convention မှာတရားမဝင်မွေးရဆေးဝါးအဖြစ်ကြေညာထားပါတယ်။အရင်သမ္မတ Evo Morales ကနိုင်ငံတွင်းမှာကိုကာရွက်ကိုတရားဝင်တယ်လို့သတ်မှတ်ပြီးနောက်2023ခုနှစ်ဇန်နဝါရီလမှာသမ္မတဆာဆေကသူ့အစိုးရဟာကိုကာအရွက်တွေကိုမွေးရဆေးဝါးစီးရင်ကဖယ်ရှားဖို့တွန်းအားပေးမယ်လို့ပြောခဲ့ပါတယ်ရှင်။ exportar la hoja de coca para el aculicu a nivel mundial နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်မဝင်းဝါလိုက်ပါရှင်။